မြောက်လာလုပ်ပေးမယ်ဒုက္ခလာပေးနေတာနေတို့ဒီသူကလောက်တိကိုပြီးနေရ PDF လောက်ရက်တွေကဒီနေ့ငါပါပန်ငါဖော်ပြမယ်နော်မင်္ဂလာပါဗျာအကောင်းဖြတ်ချေဖြတ်လက်ဖြတ်ပဒိန်ချင်းမီဆိုအဲ့လိုမျိုးပဲမဟုတ်ဘူးနော်ကိုရွာရောက်လာလို့ရှိရင်ခွေးတွေအဲ့လိုမျိုးပဲဆက်ဆံမယ်ဟုတ်တယ်လေနင်တို့ NUG လူတွေလည်းဒီလိုပဲဟောမှာပြည်သူကိုနှိမ့်ဆက်တယ်ပြည်သူနဲ့ပြဿနာဖြစ်တာကြီးကျယ်ပဲနိုင်တိုင်းညတာလူလက်ခံပြီးတော့ခွေးဖြစ်ပြီးတော့သူများကိုလက်ပြီးတောင်းစားပြီးတော့သူများနေပြင်မှာပဲနေနေကိုရအောင်စကိုထိမနေကြတဲ့ကဟယ်လိုအားလုံးပဲမင်္ဂလာပါခင်ဗျာအခုတင်ဆက်ပေးခြင်းတဲ့ဗီဒီယိုလေးကတော့ဒါပြည်သူတွေအပေါ်အနိုင်ကျင့်စော်ကားနေတဲ့ PDF တွေရဲ့အကြောင်းကိုပြောပြလာတဲ့မကရင်မရဲ့ဗီဒီယိုဖိုင်လေးပေါ့နော်ကျွန်တော်တို့အတူတူနားထောင်ကြည့်အောင်ဗျာနော်အခုကဒီကရပြည်နယ်တစ်ခုထဲပဲသူတို့ထိချလို့ရမယ်ဆိုရင်နိုင်ငံတကာမှာသူတို့ဘယ်လိုပြောမလဲပြဖို့အတွက်ပေါ့နော်နိုင်ငံတကာမှာအဲ့ဒီနေမြေမှာငါတို့ထိချလို့ရတယ်ဗားညာတွေသူတို့ကအစိုးရတီမပြီးတော့သူတို့အခုကဒီကရပြည်နယ်မှာတပြည်နယ်ပဲရှိတော့တယ်ဆိုတော့သူတို့ဒီလိုပဲသူတို့အခုကဘယ်လိုပြောလဲဆိုတော့ကရပြည်သူလူထုတွေကရပြည်သူလူထုတွေကရတမတော်တွေကိုမထောက်ပါအောင်ကရပြည်သူစစ်ပြက်အောင်သူတို့ဘယ်လိုလုပ်လဲဆိုတော့မဟုတ်တဲ့ Thank you son မဟုတ်တဲ့ကိစ္စတွေသူတို့လိုက်ပေါ်ကနေလိုက်ပြောပြီးတော့ငါတို့ကရဘာတွေပဲလို့သူတို့မကြိုက်ကြဘူးဝေဖန်နေဒါတော့မှငါတို့ရဲ့ကရပြည်နယ်မှာငါတို့လောက်တာနော်သူတို့ရဲ့နယ်မြေမှာငါတို့သွားလောက်တာမဟုတ်တာမှသူတို့လာပြီးတော့စော်ကားသေးတယ်အဲ့ဒီတော့ကျမပါပြောချင်လဲဆိုတော့ဒီနေ့ကကရပြည်သူလူထုတွေတတိယကိုကြည့်မယ်ဆိုရင်စေးစားနဲ့ကြည့်ပါပြီးတော့အတွေ့အခေါ်ရှိပါနော်သူအဲ့ဒီ NUG အုပ်စုတွေပြောတိုင်းကိုလိုက်ယုံစရာမလိုဘူးနော်အဲ့လိုက်ယုံစရာမလိုဘူးအခုကဒီခွေးတောင်စားမဘာပြောလဲဆိုတော့နားထောင်ကျမတို့နားထောင်မယ်လीနော်ကျမကောင်းစားမကောင်းဘူးဆိုရင်ကျမတို့စိုးမရမယ်ငါတို့ရဲ့ဒါကျမတို့ရဲ့ပြည်သူတောင်းဝန်သူများလာကိုကောင်းစားတယောက်နေရောက်မကောင်းတာနဲ့ကိုပြည်နယ်တစ်ခုလုံးသူများလက်အောက်ခံနေတိုးပို့ရအောင်ငါတို့ကတလောက်ထိမမဲ့ဘူးနော်တလောက်ထိမမိုက်ဘူးဒီလိုနဲ့ကိုပွဲဒီပွဲမလုပ်နဲ့တို့စီးတဲ့ငွေကိုစစ်ခွေးတင်ဖို့တဲ့တို့ထောက်ပံ့ဆောက်ပြီးစေကြဘူးဆောက်ကျဆက်စရာလည်းမလိုဘူးလေမမော်နော်ဆောက်ကျဆက်စရာလည်းကိုပဲစာရှိရေကိုအဲ့ဒီကိုလုံချင်တာကိုလုံမဲဘာပွဲလို့ကိုလုံမဲနော်နေတို့ပဲဆန်နဲ့လည်းမဟုတ်ဘူးNUGပဲဆန်လည်းမဟုတ်ဘူးမဆုကြီးပဲဆန်နဲ့လည်းမဟုတ်ဘူးနေတို့အလူငွေပဲဆန်နဲ့လည်းမဟုတ်ဘူးနော်ငါတို့ကရပြည်နယ်မှာဘာပဲလို့နေတို့လာဝေဖန်စရာမလိုဘူးငါတို့ရဲ့ကရပြည်နယ်ငါတို့ရဲ့ကရပြည်သူတွေကသူတို့လုံချင်တာသူတို့ရိုးရာတွေဘာတွေဆိုရင်နေတို့နဲ့မဆိုင်ဘူးနော်ဒီစက်ခွေးကိုတီလဲဗမာလဲအောက်ခါနေငါတို့တရသားနေရတာပဲဒီစစ်ခွေးကိုမတီလဲဗမာလဲအောက်ခါနေငါတို့တရသားတွေနေရတာပဲမထူးဘူးလေအဲ့ဒီထူးပဲအဲ့ဒီတော့ငါတို့ရှိတဲ့ပတ်စာကိုငါတို့ဘယ်နေရာပဲလူနေတော့လည်းမဆိုင်ဘူးတိလားဒီ PDF ကလေးတွေအတက်ကိုလိုချင်တယ်မဲ့မောတယ်ဆိုရင်ငါတို့ကရပြည်နယ်မှာမထားနဲ့ပေါ့ရှင်းတယ်နော်တလောက်ချိရှင်းတဲ့ဟာမရှိတော့ဘူးနားလေလားBGA ကအောက်ချောင်းနေတယ်လေတမဟာခွန်တမဟာ6က BGA ချောင်းနေတယ်လေငါတို့က BGA ရဲ့ခွေး BGA ရဲ့ဘောမစစ်ခွေးဘာမှမလုပ်ဘူး BGA နဲ့ခွေး BGA ဘောမဆိုရင်နေတို့ထပ်တော်သေးတယ်သိလားဗမာကိုစိတ်တကိုတိုက်ပြီးတော့စိတ်တအလောက်ကိုလိုက်လောက်ပေးနေတဲ့လူတွေကနေတို့တွေပဲဒီ BGA ကောင်းစားတွေဒီ BGF ကောင်းစားတွေDKB ကောင်းစားတွေငါတို့ရဲ့ KNU ကောင်းစားအများအပြားဗမာစစ်သားနဲ့လှုပ်လာတယ်ဗမာစစ်သားတွေကဘယ်လိုစစ်ကူမျိုးနဲ့ဘာတွေလောက်ကြံလဲဆိုတာငါတို့ကရေလူမျိုးအများစုသိနေတယ်နော်နေတော့ကြာမှဒီ2022ကတည်းကအာနာတီကြာမှနေတို့တွေကမဆုကြီးနာမည်ကိုတောင်းပြီးတော့လူတွေလက်ခံနေတာပြည်တချို့ပြည်သူကတော့ငပေါ်ဆိုတော့မသိရှာပါဘူးတချို့ပြည်သူကတော့နေတော့ဘာလို့လုံနေတာလဲဆိုတာသူတို့သိနေတယ်အဲ့ဒီတော့
မော်ချစ်သူတို့ DKBA တို့နော် BGF တို့ KN တို့သူတို့ပြည်သူမရှိဘူးဆိုရင်သူတို့စစ်ဆက်ပြီးတော့တော်လာရေးလို့မရတော့ဘူးလေပြည်သူထောက်ခံလို့ပဲသူတို့လုပ်ရတာပေါ့နော်ဖေပြဲနေအောင်လဲငါတို့ကောင်းဆိုတွေကလေနားထူကုန်ပြီနေချေကုန်ပြီးတော့ဆဲလဲငါတို့အတွက်ဘာမှမဟုတ်တော့ဘူးပြီးတော့ငါတို့နေမြေမှာနေတော့ရဖို့လဲမစူးစမ်းနဲ့ဘယ်တော့မှမရဘူးနော်စစ်တာတော့မှနေတော့နိုင်အောင်မတိုက်နိုင်ပဲနဲ့တခြားတိုင်းရသားနေရဲ့နေရာမှာလာနေပြီးတော့လာစော်ကားကတဲ့ကစစ်တပ်ရဲ့အားသာချက်တက်ပဲတိလား အခုကောက်ကလေးတမဟာ6တမဟာကုံမြဝတီစစ်ခွေးအကောင်လုံးပေါ်တာဖဲနေ BGF ဘာဒီကောက်ွယ်ပေးလဲ အားလုံး ကာကွယ်စရာမလိုတာကာကွယ်စရာမလိုဘူးလေဒါသူတို့လောက်ရဟာသူတို့လောက်ချင်တယ်ဟာမေော်လဲတော့သူတို့လောက်ချင်တယ်လို့လောက်မယ်လေသူကအာနာရှိတယ်လေဘာမှကာကွယ်ပေးစရာမလိုဘူးဒီမေော်လဲကိုငါမေော်လဲကိုကူညီလဲငါတို့ကရေလူမျိုးပြည်သူအတွက်ဘာမှမထူဘူးမဆုကြည်လို့နေတော့လိုအန်ယူဂျီတော့ကိုလည်းကူညီလဲငါတို့ကရေလူမျိုးအတွက်ဘာမှမထူဘူးဘာမှမထူတဲ့ဟာနှစ်ခုစလုံးကိုဘဒုကိုပဲထောက်ပငါတို့ကရေပြည်သူကအေးစစ်စစ်နေရရတော်ပြီနေတော့လာလို့ပဲငါတို့ကရေပြည်သူတွေကဒုက္ခရောက်လိုက်လုံမြောက်လာလို့ပေးမယ်ဒုက္ခလာပေးနေတာနေတော့ပြည်သူကလောက်တိကိုပြီနေရဖြစ်တဲ့လှုပ်ရက်တွေကဒီနေ့ငါပါငါဖော်ပြမယ်နော် เป็นမင်္ဂလာပါဗျာ အကောင်းဖြတ်ချီဖြတ်လက်ဖြတ်ပဒိန်ချင်းမီဆိုအဲ့လိုမျိုးပဲမဟုတ်ဘူးနော်ကိုရွာရောက်လာလို့ရှိရင်ခွေးတွေအဲ့လိုမျိုးပဲဆက်ဆံမယ် ဟုတ်တယ်လေနေတို့အန်ယူဂျီလူတွေလည်းဒီလိုပဲဟောမှာပြည်သူကိုနှိမ့်ဆက်တယ်ပြည်သူနဲ့ပြဿနာဖြစ်တာကြီးကျယ်ပဲငါတို့ကရေပြည်သူကငါတို့ကရေလူမျိုးပေါ်မှာဒီလိုမျိုးလောက်တာကြားတာမပြောနဲ့နေတော့မှပြည်သူကကွယ်ရေးနာမည်တက်ပြီးတော့ပြည်သူကိုလာပြပြီးတော့နှိမ့်ဆက်ကတဲ့ကနေတို့ကဘာတွေလောက်နေတာလဲလောက်စားနေတာလားပြည်သူတွေတိုင်းရသားတွေလောက်မြောက်ကိုလာလောက်ပြီးနေတာလားဆိုတာဒါကတော့ပွန်တီအမြင်ပဲလေနော်ပွန်တီအမြင်ပဲဒီမှာကြည့် စတာလင်ဆိုတာရှိတယ်စတာလင်ဆိုတာအကုန်ရှိတယ်ကျမတို့ကစတာလင်ကိုသုံးဝင်ပြပါတယ်ဒါပေမဲ့အခါချင်းဝင်ယူပြီးတော့လေဘယ်သူမှဝမ်းမလုပ်ဘူးအဲ့ဒါအခုတော့အတက်လို့ပါလေအကုန်လုံးသူတို့တော့အတားပါလေအကုန်လုံးသူတို့ပါအိမ်ပေါ်မှာနော်ကျမတို့မှတက်တည်ရှိတယ်အိမ်ပေါ်မှာဟုတ်တော့လိုက်တော့ဒါက PDF တွေနော်ပြည်သူကကွယ်ရေးနာမည်တက်ပြီးတော့ပြည်သူကိုပြနှုတ်ပြနှိမ့်ဆက်တာတိလားဒါတော့မှသူတို့မြေပြင်မရှိဘူးသူများနယ်မြေမှာလာနေပြီးတော့သူများကိုပြစော်ကားတာဗမာချစ်ရဖြစ်တာအမှတကယ်ဆိုရင်လေဗမာချစ်စကားပြပြောရမယ်တဲရသားကိုလာကြိုက်စားပြီးတော့တဲရသားကိုဒုက္ခလာပေးနေတာမဖြစ်သေးဘူးအခုကသူတို့ကိုကျိုးနဲ့သူတို့လှုပ်တာလေသူတို့ကိုကျိုးနဲ့သူတို့လှုပ်တယ်ဆိုတော့အလူရဖို့အတွက်နာမည်ရဖို့အတွက်သူတို့လက်လုံနေတာလေပြည်သူကကွယ်ရေးဖြစ်ပြီးတော့ဒီလှုပ်ရက်တွေကသူများနေမြေမှာမပြောခင်ကိုယ့်နေမြေကိုယ့်ရဲ့လူတွေကိုပြထဲအောင်ခွေးတောင်စားမရဲ့နေတိုင်းညတာလူလက်ခံပြီးတော့ခွေးဖြစ်ပြီးတော့သူများကိုလက်ပြီးတောင်စားပြီးတော့သူများနေမြေမှာပဲမြင်နေကိုယ့်ရဲ့အုပ်စုကိုထိမနေကြတဲ့ကနေတို့ရဲ့အုပ်စုနေတို့ရဲ့အကြီးအချင်းကဘာလဲဆိုတာတနိုင်ငံလုံးသိတယ်နော်ဒါကပြည်သူရဲ့ကြံဖန်လာလောက်တာ သူတို့ရှင်းလိုက်မယ်ခုကအရေးပေါ်အုပ်ချုပ်ရေးဥက္ခရာကိုယ်တိုင်ဖမ်းခိုင်းလိုက်တာစပါတာကိုဖုံးခေါ်လိုက်အခုကျွန်တော်ပြောနေတယ် ဒါ PDF ပြည်သူကကွယ်ရေးစကားနော်ပြည်သူရဲ့ကာကွယ်ရေးစကားမာလာနဲ့မတူဘူးလားဟမ်စစ်တပ်ကိုတိုက်နေတယ်ဆိုဘာဖြစ်လို့စစ်တပ်ရဲ့အရေးချင်းစစ်တပ်လောက်ရက်တွေကနေတော့လိုက်လောက်နေတာလေအဲ့ဒါကြောင့်တော့ကျမတို့ပြောနေတယ်လေအတူတူပဲဆိုနေမှနေတို့ဘက်မှာတွားနေတို့ဘက်မှာငါတို့ရှိနေလို့လေမနိုင်တဲ့ဟာကိုဒီသူကိုငါတို့ကြည့်မထက်ချင်ဘူးသိလား
ဒီမှာနေရ PDF ပြည်သူကကွယ်ရေးတဲ့ပြည်သူကိုပြန်နစ်ဆက်တာဖြည့်ရှင်းလိုက်လေဒီကိစ္စနော် ဆိုင်တဲ့လူတွေပြောလိုက်ဗျာနော်ရှင်းရှင်းလေးပဲခုဒီအိမ်နဲ့ဆိုင်တဲ့လူကိုပြောလိုက်လေသူတို့ရရှိ ဒီ ပြော မှာ လိုက် ချီအောင်ကိုကိုကိုတယ် ဓမ္မတော့ ရာစီလုံးကိုနေပြီဆိုတာပြောလိုက်ရာစီလေးကိုကြည့်သူရောဆိုအကျလို့လေကိုကြည့်သူရောလေဒီ ဘာ မှာ လဲဒီစကားလိုက်ခဲလာတယ်တော့ နော်အဲ့ဒီတော့ကရေပြည်သူတွေတိဖို့လိုတယ်ဒီຫນွေဦးတော်လာရေးကပြည်ပြက်တော်လာရေးမြန်မာနိုင်ငံလုံမြော့ဖို့အတွက်လောက်ပေးတာမဟုတ်ဘူးဒီမြန်မာနိုင်ငံလုံမြော့ဖို့အတွက်သူတို့လောက်ပေးမယ်ဆိုရင်တော်လာရေးလားနိုင်ငံရေးလားတိုးတက်မှုရှိကိုရှိလာရမယ်ဒီ9နှစ်အတွင်းမှာအခုကဘာမှမဖြစ်လာတဲ့အပြင်သူတို့အချင်းချင်းပြပြကြသူတို့အချင်းချင်းအလူငွေတွေလူကြသူတို့အချင်းချင်းဝဲပြည်သူတွေကိုလက်ပြီးတော့ဖမ်းလက်ပြီးတော့ရိုက်အေးတွေချားတွေလိုက်တင်းဒါမြေော်လဲလောက်ရက်တွေနေတော့ပြောတော့မြေော်လဲလောက်ရက်တွေကပြည်သူကိုအကြမ်းဖက်နေတဲ့ဆိုဒါတွေကဘာတွေလဲဟမ်ပြောလိုက်စမ်းကဲရပြည်သူတွေကျမပြောလိုက်အောင်မယ်နော်နေတော့နေမျိုးလိုချင်လို့ဒီ PDF လူတွေကငါတို့ကရပြည်မှာလာကရပြည်နယ်မှာလာတာဘာလဲငါတို့ရဲ့တဲရီသားနော်ငါတို့ရဲ့တဲရီသားတွေကဘာတွေလောက်နေတာလဲဘာတွေကြံနေတာလဲဆိုတာသူတို့စိတ်ချင်လို့သူတို့တလာလာလောက်ပေးတာဗမာတွေကဘာလဲဆိုတော့အောင်စားကြတဲ့အောင်စားခေတ်ကလေးကစကားတခုအောင်စားထားခဲ့ဘူးတယ်နော်သူများအကြောင်းလိုချင်တယ်ဆိုရင်နေတို့မျက်နှာသူများရိုက်တော့မှရက်ခံရမယ်ဆိုတာဒါကအောင်စားပြောထားတဲ့စကားအခုကငါတို့ရဲ့ကောင်းဆောင်တွေငါတို့ရဲ့ကရင်ပြည်နာဘာပဲလုံးမင်းအောင်လာကိုလုံးတိတယ်လို့ဒီမဆုချီအုပ်စုတွေလာကိုလုံးတိတယ်အဲ့ဒီတော့ဘယ်ငါတို့ကဘယ်တော့မှတော်လာရဲ့အောင်မြင်ပါလဲသူများကိုယူတာလွယ်တယ်လေတမိုင်းမှာပြကြည့်အကြံလို့ကျင်နေဆိုရင်နင့်နာခံရမယ်နော်ကတဲ့က ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုဖိုင်လေးကတော့ဒီလောက်ပဲပေါ့နော်ဗီဒီယိုဖိုင်လေးကိုအဆုံးထိလိုက်ပါကြည့်စုပေးတဲ့အမျိုးတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ